နေ့လေဘက်ကိုဗိုက်စားတဲ့အချိန်ကျရင်လေဒီလိုမျိုးငပိလေးလေအဲ့လိုငပိလေးဆက်လေးနဲ့နေပြီးတော့ဒီလိုငမုတ်ကြော်လေးပေါ့နော်ငမုတ်ကြော်လေးနဲ့စားရင်အရန်တပင်းမိန်တာပြီးတော့အချင်းကိုလိုချင်လို့ဒါအခုဒါယူရီးယားဆောင်းကားသီးကိုစင်ခုလိုက်တာအဲ့ဒီဟာနဲ့စားမယ်ဒါနေ့လေအစာပြေပေါ့နော်အဲ့လိုမျိုးလေးလှုပ်စားကြည့်အရန်စားရလို့ကောင်းတာနေ့လေဘက်ဗိုက်စားနေတဲ့အချိန်မျိုးဆိုရင်လေငပိထမင်းနဲ့စားမလို့ငပိဖြော်မှာပေါ့နော်ပြီးတော့ပစုံကြောင်းမှုန့်လေးအများလေးနဲ့ဖြော်မယ်ရိုးပြီးကြက်မှုန့်ထည့်မယ်ချိုးမှုန့်နဲ့ထည့်မယ်โอเคထမင်းနယ်ဖို့အတွက်ထမင်းခူးမယ်ငပိထမင်းနဲ့တို့စားဖို့အတွက်ဒီမှာယူရီးယားဆောင်းကားလေးစင်ခုလိုက်သေးတယ်လုံးကြီးရဒီလိုကြီးကြီးပဲမှိုက်တယ်အဲ့ဒါကိုတို့စားမှာပေါ့နော်ဒါနေ့လယ်စာလေးဗိုက်စားတဲ့အချိန်အပြင်းပြေစားတာပေါ့နော်ငပိထမင်းနယ်တော့မယ်ဆိုတော့ငပိရေချိုထည့်မယ်ဒါငပိကပစုံကြောင်းမှုန့်လေးထည့်ပြီးတော့ဟိုလောက်ထားတော့စားတာချိုတလေးပို့လေးသွားတာပေါ့နော်နေမယ်လေစားအချင်းကြီးလည်းစားမယ်ပြီးရင်သူ့ဒီဆောင်းကားသီးလေးကြိုက်စားမယ်ပြီးရင်သူ့ဘာနဲ့စားမလဲဆိုတော့ဟိုဟာလေးငမုတ်ကြော်နဲ့စားမယ်ငမုတ်ကြော်ကြီးကြိုတယ်ဒီကြော်ထားတာအဲ့ဒီဟာနဲ့စားမယ်